ခရစ်တော်သည်တင့်အထက်၌ရှင်သန်နေပါတယ်ဆိုတဲ့နှုတ်ကပတ်တော်အဖြစ်အနေငယ်ဝင်ငါခြင်းဖြစ်ပါတယ်လောကကြီးဟာခရိယန်ဘာသာကိုလည်းဘာသာတရားတစ်ခုဖြစ်တယ်လို့တွေးထင်ယူဆနိုင်တာဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဘာသာတရားရဲ့များစွာသောအရေးအသွေးများဟာခရိယန်ဘာသာမှာရှိနေတဲ့အတွေ့အကြုံပဲဖြစ်ပါတယ်။ခရိယန်ဘာသာဆိုတာလူသားရဲ့မြေအိုးခန္ဓာထဲတွင်ခရစ်တော်အသက်ရှင်ခြင်းဖြစ်ပြီးယေရှုခရစ်တော်ဖခင်ကိုလူမျိုးတကာယုံကြည်လက်ခံဖို့အတွက်ကူညီပေးရမှာကကျွန်တော်တို့ရဲ့တာဝန်ပဲဖြစ်ပါတယ်။ဒီကောခန်းကြီး6ခန်းငယ်19မှာတခင်ဖျား၌မိဝိတော်သူသည်ထိုတခင်နဲ့တစိတ်တဝိညာဉ်တည်းဖြစ်တယ်လို့ဖော်ပြထားပါတယ်။အဲဒါကြောင့်ကျွန်တော်တို့ဟာတမန်လူများအသက်ရှင်တဲ့ကဲ့သို့အတွေ့အကြုံအဖြစ်အသက်မရှင်ပဲယေရှုခရစ်တော်သည်ကျွန်တော်တို့အထက်၌ရှင်သန်နေခြင်းအဖြစ်ကျွန်တော်တို့ဟာပြေဝဆုံလင်သောအသက်တာအဖြစ်ရှင်သန်နေသောသူများဖြစ်ကြပါれဆိုတဲ့နှုတ်ကပတ်တော်အဖြစ်အနေနဲ့ဝင်ငါချင်တာဖြစ်ပါတယ်။အရောက်တိုင်းပေါ်မှာဖျားရှင်ကောင်းချီးပေးပါစေ။